အားလုံးမင်္ဂလာပါ opportunity မြန်မာ channel ရတယ်ပြန်လည်ကြိုဆိုပါရနော်ဒီတစ်ခါမှာတော့ဆရာရွန်ချူရေးသားပြုစုတဲ့စိတ်ခွန်အားပြုစာစုတွေနဲ့ထပ်မံပြီးတော့ဖတ်ပြဝင်မြတ်သွားမှာဖြစ်ပါတယ်သူရဲ့စာစဉ်ခေါင်းစဉ်ကတော့စာအုပ်ခေါင်းစဉ်ကတော့ဘယ်သူမှဘာမှမဟုတ် everybody is nobody ဆိုတဲ့စာအုပ်နဲ့ထပ်ပြီးတော့ဖတ်ပြဝင်မြတ်သွားမှာဖြစ်ပါတယ်အဆုံးထိလိုက်ပါပြီးတော့နားဆင်ခံစားပေးဖို့မေတ္တာရပ်ခံပါတယ်မိုးအေးအေးလေးမှာအနက်ချက်လေးတက်ပြီးတော့စိတ်ခွန်အားပြုစာစုတွေကိုနားထောင်ဖို့ဖိတ်ခေါ်ပါရစေစာရေးသူဤရင်တွင်စကားလူငယ်ဆိုတာဖြက်လက်ပါတယ်တက်ကြွပါတယ်လမ်းစမ်းပါတယ်အရာကိစ္စအတော်များများကိုအချိန်မဆိုင်လှုပ်ဆောင်တတ်ပါတယ်တခါတည်းရန်တော့လေလှုပ်တင်တယ်ထင်လို့လှုပ်မိရာကနေအမားအရင်အသိအဆောင်တွေရှိတတ်တာပေါ့အချို့အမားတွေကပြုတ်လွယ်ပြင်လွယ်ရှိပြီးရုံထွက်ဖို့လွယ်ပြီပါတချို့အမားတွေကြတော့ပြုတ်ပြင်ဖို့ခက်ခဲပြီးတဘဝစာအထိဒုက္ခပေးတတ်ပါတယ်လူငယ်ဟာအမားနဲ့အမှန်အကောင်းနဲ့အဆိုးအကျိုးနဲ့အပြစ်တိတိကျကျခွဲခြားသိရှိနားလည်ထားဖို့လိုအပ်ပါတယ်ဒါမှသာအမားအဆိုးအပြစ်တွေနဲတစ်ထက်နဲလာပါလိမ့်မယ်အမှန်အကောင်းအကျိုးတွေများတစ်ထက်များလာပါလိမ့်မယ်ထိခိုက်နာကျင်မှုတွေနေပြီးဘဝလမ်းကြောင်းကဖြောက်တစ်ထက်ဖြောက်လာပါလိမ့်မယ်ဒီစာအုပ်ထဲမှာကျွန်တော်ဖြတ်တန်းကြုံတွေ့ခဲ့တဲ့အခြေအနေတွေနဲ့ဆင်ခြင်ပြုပြင်ခဲ့တဲ့အကြောင်းအရာတွေကိုမျှဝေပေးထားပါတယ်လူငယ်တွေအတွက်အတန်အသစ်အကျိုးရှိမယ်လို့ယုံကြည်မိပါတယ်ချစ်တော်ရန်ချူအေးချမ်းပါစေဘွားရီမန်းချက်ကြီးမားသူတိုင်းကကြိုးစားကြပါတယ်ကြိုးစားမှုရှိသူတိုင်းမှာရှင်ပြိုင်မှုရှိပါတယ်ရှင်ပြိုင်တဲ့အခါမှာနိုင်တာလည်းရှိရှုံးတာလည်းရှိပေါ့တချို့ကအနိုင်အတွက်ဝမ်းသာတယ်လို့အရှုံးကိုလည်းလက်ခံပါတယ်တချို့ကတော့အနိုင်ရချိန်မှာဒါမိုးမဆုံးနေမဆုံးပျော်ရွှင်တက်ကြတာပါရှုံးနေလာပြီဆိုရင်တော့ဟိုလူလက်ညှိုးထိုးဒီလူအပြစ်တင်လှုပ်တက်ကြပါတယ်အဆိုးဆုံးကတော့အရှုံးကိုလက်မခံနိုင်တာရှုံးမဲပြီးပောက်ကွဲတက်ကြတာနိုင်သူတွေတက်ကြတော့လဲနိုင်ုံနဲ့မပြီးသေးပါဘူးနိုင်ပြီးတဲ့နောက်မှာစောက်စီးရမယ့်ကျင့်ဝတ်တွေရှိပါသေးတယ်အချို့လက်ဝဲပြန်ပွဲတွေမှာမြင်ဖို့ကြမှာပေါ့နိုင်ပြီဆိုတာနဲ့နိုင်သူဘက်ကနေလက်ခမောင်းခတ်ပြတယ်ကျူဝိုင်းတောက်ကိုတက်ပြီးဂျွန်းထိုးပြတယ်ထောက်ခံအားပေးသူတွေနဲ့လက်ဆွဲနှုတ်ဆက်ပြတယ်အသက်ဆောင်နေတဲ့မီဒီယာတွေကနေအခုလိုအောင်နိုင်ဖို့အတွက်ဘယ်လိုကြိုးစားခဲ့ရကြောင်းအာရပါရပြောပြတယ်အဲ့ဒီထိကတော့ဖြစ်တဲ့တာပါပဲဒါပေမဲ့တချို့ကအဲ့ဒီအခြေအနေထက်ပိုသွားတတ်ကြပါတယ်မိမိရဲ့လက်တီချက်ကြောက်လဲကျနေတဲ့ပြန်ပဲအနည်းကိုကပ်ပြီးဟာတိုက်ရမောတယ်လက်ညှိုးထိုးလောင်ပြောင်းတယ်မထီလေးစားအပြုတ်မှုတွေနဲ့ဆက်ဆက်တယ်ဒါဆိုရင်တော့တိတ်ကိုမှားသွားပါပြီပြန်ပြီးဆိုမှတော့နိုင်ရင်နိုင်မနိုင်ရင်ရှုံးဒီနှစ်ခုပဲရှိပါမယ်ဒီတော့တူနိုင်ရင်ကိုရှုံးမယ်တူရှုံးရင်ကိုနိုင်မယ်ပေါ့မနိုင်ဘူးမရှုံးဘူးဆိုရင်လည်းတည်ရစစ်မယ်ပေါ့တကယ်တော့နိုင်ချင်းရှုံးချင်းဆိုတဲ့အရာတွေဟာတဘဝလုံးနဲ့ရှင်သွေးမယ်ဆိုရင်အင်မတန်တင်းငယ်လာတဲ့ခဏတာကိစ္စရက်လေးတွေဖြစ်ပါတယ်ဘယ်သူကမှအမြဲတစေရှုံးနေမှာမဟုတ်ပါဘူးဘယ်သူကမှလည်းအမြဲတစေအနိုင်ရနေမှာမဟုတ်ပါဘူးရုပ်စောအဆုံးတစ်သက်လုံးနိုင်နေမယ်ဆိုရင်တော့မှတစ်ချိန်မှာတော့အိုမင်းမှုတည်ဆုံးမှုတွေအောင်ဒူထောက်အရှုံးပေးရမှာဖြစ်ပါတယ်လူဆိုတာတက်ရှင်လျက်ရက်တည်နေတဲ့မြကာလပတ်လုံးတယောက်မဟုတ်တယောက်နဲ့အမြဲတစေရှင်ပြိုင်နေရမှာပါရှင်ပြိုင်နေတဲ့မြအနိုင်လည်းရှိတယ်လို့အရှုံးလည်းရှိမှာပါပဲအဲ့ဒီအတွက်အနိုင်ရချိန်မှာတိတ်ခါရှိအောင်ပွဲခံရမှာဖြစ်တယ်လို့ရှုံးနေသွားချိန်မှာတီတီငိမ့်လက်ခံရမှာဖြစ်ပါတယ်ခဏတာအနိုင်ရမိတာကလေးအတွက်နဲ့မာနတကောမထူမိပါစေနဲ့သူတစ်ပါးအပေါ်နိုင်လူမင်းထက်မထီလေးစားလောင်ပြောင်တည်ရမှုမပြုမိပါစေနဲ့တရားရောက်ကိုလောင်ပြောင်တည်ရတော့မယ်ဆိုရင်မိမိရှုံးနေချိန်မှာတော့သူတစ်ပါးရဲ့လောင်ပြောင်တည်ရမှုကို
ခံနိုင်ရှိပါမလားကြိုပြီးစဉ်းစားဖို့လိုအပ်ပါတယ်ဘယ်လောက်ကြီးမားတဲ့အောင်မြင်မှုမျိုးပဲဖြစ်ဖြစ်အဲ့ဒီအောင်မြင်မှုကိုနိမန်လမ်းမှန်နဲ့အတုံးမချနိုင်ဘူးဆိုရင်အဆင့်အတန်းနှိမ့်ကြတဲ့အောင်မြင်မှုအဖြစ်သတ်မှတ်ရမှာဖြစ်ပါတယ်အောင်မြင်မှုနဲ့မပူလောင်ပါစေနဲ့ဂုံတိတ်ခါနဲ့အေးချမ်းပါစေအနိုင်ဆွဲယောဂလူအတော်များများမှာအနိုင်ဆွဲယောဂရှိနေတတ်ပါတယ်တနည်းအားဖြင့်အနိုင်ရတဲ့အရာတာကိုပဲဆွဲလန်းလန်းဖြစ်နေတာမျိုးပေါ့ဥပမာပြောရရင်ကျောင်းသားတစ်ယောက်ကပထမဆုကိုပဲအမြဲလိုရနေမယ်ဆိုရင်သူဟာပထမဆုရဲ့အရာတာကိုဆွဲလန်းသွားတတ်ပါတယ်ပထမဆုကသာသူနဲ့ထိုက်တန်တယ်ဒုတိယဆုတတိယဆုတွေဟာသူနဲ့မဆိုင်ဘူးအထင်ကြီးစရာမဟုတ်ဘူးလို့ခံယူလာတတ်ပါတယ်ပထမဆုနဲ့မတော်တဆလွဲချော်ခဲ့ရင်လည်းသူ့ကိုယ်သူမကျေနပ်တော့ပါဘူးပတ်ဝန်းကျင်ကိုလည်းအကောင်းမမြင်တော့ပါဘူးတကယ်တော့ဘယ်သူမှဆိုအနိုင်ရချင်ကြတာကြီးပါပဲဒါပေမဲ့ဘယ်အရာမဆိုတန်ဆေးလွန်ပေးဆိုတာမမေ့ပါနဲ့အနိုင်ရချင်စိတ်ပြင်းပြလွန်းသူတယောက်ဟာရှုံးနေမှုတန်ခံရမှာကိုတခြားသူတွေတဲ့ပို့ပြီးကြောက်တတ်ပါတယ်မတော်တဆရှုံးနေသွားပြီဆိုရင်လည်းအိမ်တွေမဆယ်နိုင်တဲ့အထိတုံလုံးခြောက်ချားနေတတ်ပါတယ်အဲ့ဒီအနိုင်ဆွဲယောဂကပဲကိုပြန်ပြီးဒုက္ခပေးတတ်တဲ့သဘောပါအနိုင်ရတာကိုတာယာနေသလားရပါတယ်တာယာပါမဲ့မောနေသလားရပါတယ်မဲ့မောပါဒါပေမဲ့မတိချတဲ့လောကကြီးထဲမှာဘယ်အရာကိုမှပုံတီစုပ်ကိုင်မထားပါနဲ့မျက်စိတမိတ်လျက်တစ်ပြက်သွင်းမှတဲ့နိုင်ရန်ကနေရှုံးသွားနိုင်ပါတယ်ရှုံးရကနေနိုင်သွားနိုင်ပါတယ်အဲ့ဒါကြောင့်အနိုင်ကိုမျက်နှိုးတယ်လို့အရှုံးကိုလည်းလက်ခံပါရှုံးနေလာတဲ့အခါမှာအာမငယ်ပါနဲ့စိတ်မပြတ်ပါနဲ့လဲရင်ပြန်ထပါပြည့်ရင်ပြန်ဆောက်ပါငါဟာလူညံ့မဟုတ်ဘူးအရေးအချင်းကောင်းတွေရှိတဲ့သူဖြစ်တယ်အရေးချင်းကောင်းတွေရှိခဲ့လို့လေအကျိန်ပေါင်းများစွာအနိုင်ရခဲ့တာဖြစ်ပါတယ်အခုတွေ့ကြုံရတဲ့ရှုံးနေမှုတွေဆိုတာငါလိုအရေးအချင်းကောင်းရှိပြီးသူအတွက်အခိုက်အတန့်ကိစ္စတာဖြစ်တယ်တေးသေးချာချာပြန်ကြိုးစားမယ်ဆိုရင်မဖြစ်မနေအနိုင်ရမှာပဲဆိုပြီးမှန်မှန်ကန်ကန်တွေးဆအားမွေပါအဓိကကတော့အနိုင်ရဖို့ကြိုးစားနေတဲ့အချိန်မှာပဲဖြစ်ဖြစ်အနိုင်ရပြီးတဲ့အချိန်မှာပဲဖြစ်ဖြစ်ရုပ်ပိုင်းကိုစိတ်ပိုင်းပါဟန်ချက်ညီဖွံ့ဖြိုးကြံ့ခိုင်အောင်ကြိုးစားထားဖို့လိုအပ်ပါတယ်အဲ့ဒီလိုဟန်ချက်ညီအောင်ကြိုးစားထားမှသာမတော်တဆချီချော်လဲကျသွားတဲ့အချိန်မှာတည်တည်ငြိမ်ငြိမ်အေးချမ်းရဲနဲ့နီးမှန်လမ်းမှန်ပြန်ထရှင်သန်နိုင်မှာဖြစ်ပါတယ်တကယ်တော့အတိတ်ကအောင်မြင်မှုဟာအနာဂတ်အတွက်တွန်းအားပါပဲရှင်သန်ခြင်းသက်ရှိထင်ရှားရှိနေချိန်မှာအပြုအမူပြောဆိုအားလုံးရှင်သန်နေမယ်သက်ရှိထင်ရှားမရှိတော့ဘူးဆိုရင်ပြုမှုပြောဆိုအားလုံးဟာရပ်တန့်သွားမယ်ဒါတွေကဖြစ်ယူဖြစ်စဉ်ကိစ္စတွေပါဖြစ်ယူဖြစ်စဉ်ကိစ္စတွေမို့အထူးတလဲချွေးမွန်းကဲ့ရဲ့နေစရာအကြောင်းလည်းမရှိပါဘူးလူတစ်ယောက်ကသက်ရှိထင်ရှားမရှိတော့ပေမဲ့သူ့ရဲ့အပြုအမူပြောဆိုတွေကဆက်ပြီးရှင်သန်နေအောင်ပဲဆိုပါစို့ဒါဆိုရင်ဖြစ်ယူဖြစ်စဉ်ကိစ္စမဟုတ်တော့ပါဘူးထူခြားမှုရှိတယ်လို့စိတ်ဝင်စားဖို့လည်းကောင်းသွားပါပြီအမတ်တမဲ့ဆိုရင်တော့သက်ရှိထင်ရှားမရှိတော့ပါဘူးဆိုမှအပြုအမူအပြောဆိုတွေဘယ်လိုလုပ်ပြီးရှင်းတန်နိုင်တော့မှလဲလို့မိခွန်းထုတ်เสียရှိမှာပေါ့ပထမဆုံးအနေနဲ့ရှင်းတန်မှုဆိုတဲ့အချက်ကိုပဲအတိတ်ပဲဖွင့်ကြည့်ဖို့လိုအပ်ပါလိမ့်မယ်တကယ်တော့ဒီနေရာမှာသုံးတဲ့ရှင်းတန်မှုဆိုတာတင်စားပြောဆိုတဲ့စကားလုံးဖြစ်ပါတယ်တိကျပြောရရင်တော့နာမည်ကောင်းတွေနဲ့ရက်တီနေနိုင်တာကိုဆိုလိုတာပါနာမည်ဆိုးတွေနဲ့ရက်တီနေတာဆိုရင်တော့ရှင်းတန်တယ်လို့မဆိုနိုင်ပါဘူးအဲဒါကြောင့်လဲလူမသိခင်နာမည်တည်နေတဲ့သူဆိုတဲ့စကားရှိနေတာပါလူမသိပဲနာမည်ကဘာလို့တည်ရတာလဲရှင်းလေးပါအသက်ရှင်နေသမျှကာလပတ်လုံးမကောင်းတာတွေတွေ့မကောင်းတာတွေပြောမကောင်းတာတွေပြုပြီးလောကကြီးကိုမကောင်းကျိုးတွေပဲပေးနေလို့ပေါ့ဒီလိုလူမျိုးတွေကတော့လူမသိခင်နာမည်တည်နေတဲ့သူတွေပါဒါဆိုရင်လူမသိခင်နာမည်မတည်အောင်ဘယ်လိုလုပ်ရမလဲလွယ်ကလေးပါကောင်းတာကိုပဲတွေးကောင်းတာကိုပဲပြောကောင်းတာကိုပြုမှုရမှာပါ
ဒါဆိုရင်တော့လူမတည်သေးခင်မှာနာမည်လည်းမတည်သေးဘူးပေါ့လူတည်ပါလျက်နဲ့နာမည်မတည်တဲ့သူကရောအဲ့ဒီလူမျိုးစုကတော့ထူလဲထူတယ်လို့ရှာလဲရှာပါတယ်တာမန်လူတွေတက်ပူပြီးရွယ်ချက်တွေခိုင်မာပါတယ်စေတနာတွေကောင်းမွန်ပါတယ်ပေးဆက်မှုကြီးမားပါတယ်အရှိကိုမျောတွေးပြီးသူ့အတွက်သူ့ပတ်ဝန်းကျင်အတွက်လောကကြီးအတွက်လောက်ရကောင်းတွေကိုပဲခြံထားခဲ့ပါတယ်အဲ့ဒါကြောင့်လေသူတည်ဆုံးသွားခဲ့ပေမဲ့သူရဲ့ပြောဆိုပြုမှုသမျှတွေဟာမတည်ဆုံးမပပျောက်ပဲအမြဲတစေရှင်သန်ကြံ့ရစ်နေခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ကတော့ဘယ်လိုလူမျိုးဖြစ်ချင်တာလဲဘယ်လိုလူမျိုးဖြစ်နေပြီလဲလူမတည်ခင်နာမည်တည်သွားမဲ့သူလားလူလဲတည်နာမည်လဲတည်ဖြစ်မဲ့သူလားလူတည်တဲ့အထိနာမည်မတည်တဲ့လူလားဒါကတော့မိမိကိုယ်တိုင်ပဲရွေးချယ်ရမှာဖြစ်ပါတယ်ဘယ်သူမှဆိုကိုယ်တမိုင်းကိုကိုယ်တိုင်ပဲရေးရပါတယ်နာကျဝနည်းနည်းပြောပြီးများများနားထောင်ပါဆိုတဲ့အဆိုတစ်ခုရှိပါတယ်နည်းနည်းပြောတော့အမားမပါတော့ဘူးပေါ့များများနားထောင်တော့ဘူးတူတရတာပေါ့အဲ့ဒီအဆိုကရေပေါ်ရအနေနဲ့မှန်တယ်လို့ဆိုနိုင်ပါတယ်အပြည့်အဝမှန်တယ်လို့တော့ပြောလို့မရဘူးစုရေးရှိကစုအပ်လာဤဆိုတဲ့စကားလည်းရှိသေးတယ်ဒီတော့များများပဲပြောပြောနည်းနည်းပဲပြောပြောဒါကပြဿနာမဟုတ်ပါဘူးအခြေအနေအချိန်ခါရလိုအပ်ရင်လိုအပ်တယ်လို့ပြောရတာမျိုးတွေရှိနေတတ်ပါတယ်အဲ့ဒီအတွက်နည်းနည်းပြောသူကိုချီးမွမ်းလို့မရတယ်လို့များများပြောသူကိုလည်းကြည့်ရလို့မရပါဘူးပြောတဲ့စကားနဲ့ပြောရမယ့်အခြေအနေအချိန်ကဟန်ချက်ညီနေမယ်ဆိုရင်နည်းနည်းပြောသူကိုကောများများပြောသူကိုပါချီးမွမ်းရမှာဖြစ်ပါတယ်အဓိကအပြန်အလှန်လေးစားမှုရှိနေဖို့ပါမိတ်ဆွေနှစ်ယောက်ထိုင်ပြီးစကားပြောနေတယ်ဆိုပါစို့တယောက်စကားပြောနေချိန်မှာကြံတယောက်ကရုပ်ပြက်ဆင်းပြက်တန်းဝေနေတာမျိုးအာယုံစူးစိုက်မှုမရှိပဲတခြားတနေရာတစ်ခုခုကိုလမ်းမျိုးငေးကြည့်နေတာမျိုးအကြောင်းတစ်ခုခုပြပြီးထထွက်သွားတာမျိုးစတဲ့အပြုမှုတွေမလုံးမိဖို့တတိပြုသင့်ပါတယ်အဆူဆုံးကတစ်ဖက်လူပြောတဲ့စကားမဆုံးသေးခင်မှာဂျားဖြက်ဝင်ပြောတာမျိုးပါတစ်ဖက်လူပြောတဲ့စကားမဆုံးသေးခင်မှာဂျားဖြက်ဝင်ပြောတယ်ဆိုတာဟာလေးစားမှုကိုယဉ်ကျေးမှုပါအားနည်းရာရောက်ပါတယ်ရုပ်စော့ဆုံးတစ်ဖက်လူပြောတဲ့စကားကမိမိတိတ်ခါကိုထိပါစေတာမျိုးမိမိစန္ဒနဲ့ကွဲလွဲနေတာမျိုးရှိနေခဲ့မယ်ဆိုရင်တော့မှတစ်ဖက်လူပြောပြီးချိန်ချမှကန့်ကွက်ပြောဆိုတာမျိုးဖြစ်တဲ့မှာအများစုကတော့ကိုယ့်ဘက်ကပဲအာပါတရပြောချင်ကြပြီးသူများပြောသမျှနားထောင်ပေးဖို့ကိုပြက်ကွက်သက်လေးရှိပါတယ်ဒါဟာတကူကောင်းဆန်လွှဲရာရောက်ပါတယ်လုံးဝမဖြစ်တဲ့အချက်ပါလူမှုဆက်ဆံရေးဆင်ပြေဖို့အတွက်ဆိုရင်မမှန်ကန်ကန်ပြောဆိုတတ်ဖို့လိုအပ်တယ်လို့မမှန်ကန်ကန်နားထောင်တတ်ဖို့လည်းအရေးကြီးလာပါတယ်နေရာတိုင်းမှာဆရာကြီးလားလောကကြီးမှာလူညံ့တွေအများကြီးရှိပါတယ်လူတော်တွေလည်းအများကြီးရှိပါတယ်တခုပါပဲလူညံ့လို့တတ်မှတ်လိုက်ရုံနဲ့နေရာတိုင်းမှာညံ့နေတဲ့သူမဟုတ်သလိုလူတော်လို့တတ်မှတ်လိုက်ရုံနဲ့နေရာတိုင်းမှာတုံနေတဲ့သူမဟုတ်ပါဘူးလောကကြီးအတွက်အသုံးဝင်မှုနည်းသူကိုလူညံ့လို့သတ်မှတ်ကြပြီးလောကကြီးအတွက်အသုံးဝင်မှုများသူကိုလူတော်လို့သတ်မှတ်လိုက်ကြတဲ့သဘောပါတကယ်တော့လူညံ့မှာကောလူတော်မှာပါအရေးချင်းကောင်းတစ်ခုစီလောက်တော့ရှိနေတတ်ပါတယ်လူတော်တွေမှာတော့အရေးချင်းကောင်းတွေပိုများတာပေါ့အဲ့ဒီနေရာမှာလူတော်ဆိုတဲ့သူတွေသတိထားစရာအချက်တစ်ခုရှိပါတယ်တချို့လူတွေဟာနယ်ပယ်တစ်ခုအကြောင်းကိုကျွမ်းကျင်ရုံလောက်နဲ့မိမိကိုယ်ကိုမိမိနယ်ပယ်အစုံမှာကျွမ်းကျင်သူအဖြစ်ထင်သွားတတ်ကြပါတယ်အောက်ခြေလွတ်သွားတတ်ပါတယ်ဒီအချက်ကတိတ်ကိုမားပါတယ်ဥပမာလေးတစ်ခုပြောပြချင်ပါတယ်ဟိုတယ်တစ်ခုရဲ့စားတောက်ခန်းမှာဟင်းပွဲတစ်ပွဲတဲခင်းထားတယ်ဆိုပါစို့အဲ့တဲ့တယောက်ကအဲ့ဒီဟင်းပွဲကိုစားတောက်ခန်းမှာတွားပြီးတုံးဆောင်ပါတယ်အဲ့ဒီဟင်းပွဲကပြင်ဆင်မှုကိုအရတာပါတိတ်ကိုကောင်းမွန်နေပါတယ်အဲ့ဒီအတွက်အဲ့ဒီအသက်ကကောင်းလိုက်တဲ့ဟင်းအရတာပြည့်စုံလိုက်တဲ့ဟင်းအနံ့ကလေးကိုမွေးကြိုင်နေတာပဲစသဖြင့်ချီးမွမ်းစကားဆိုပါတယ်ဒီလိုနဲ့အဲ့တဲ့ဟာအဲ့ဒီဟင်းပွဲတုံးဆောင်ပြီးတဲ့နောက်စားတောက်ခမ်းမကနေအဲ့ကျူခမ်းမမှာပြောင်းရွှေ့အနားယူပါတယ်အနားယူနေချိန်မှာပဲအဲ့ကျူခမ်းမရဲ့အေကုံအေးအေးလေးအောက်မှာ
အနံ့တစ်ခုခုရနေတယ်လို့ခံစားနေရပါတယ်အဲ့ဒီတော့နှာခေါင်းလေးကတရှုပ်ရှုပ်နဲ့ဟိုကြည့်ဒီကြည့်လုံနေမိတာပေါ့ဘေဘီကိုလည်းကြည့်ပါတယ်သူခန္ဓာကိုယ်ပေါ်ကိုလည်းကြည့်ပါတယ်နောက်ဆုံးတော့အဖြစ်ကိုတီးလိုက်ရပါပြီစားတော့ခမ်းမမှာတွားပြီးသုံးဆောင်ခဲ့ချိန်ကသူ့အင်ဂျီပေါ်မှာဟင်းဆက်တွေကြားကျန်နေခဲ့တာပါအခုအဲ့ဒီဟင်းဆက်တွေရဲ့အနက်ဟိုကရနေတာပါဒီအချိန်မှာတော့အဲ့တဲ့စီကနေမှတ်ချက်စကားတချို့ထွက်ကြလာပါတယ်လက်ဆက်သက်တော့ငါအင်ဂျီလက်မောင်းပေါ်မှာဟင်းဆက်တွေကျနေတာကိုတွားပါပြီငါအင်ဂျီတော့ဟင်းနံ့တွေနံကုန်ပါပြီကဲစားတော့ခမ်းမမှာရှိနေတော့ကအနံ့ကလေးကိုမွေးကြိုင်နေတာပဲဆိုတဲ့ဟင်းကအခုအကျူခမ်းမမှာရောက်တော့ဟင်းနံ့တွေကနံကုန်ပါပြီဆိုတဲ့အခြေအနေကိုရောက်သွားတယ်တေးသေးချာချာပြန်တွေးကြည့်မယ်ဆိုရင်သုံးဆောင်တဲ့လူကလည်းဒီလူပါပဲသုံးဆောင်ခံရတဲ့ဟင်းကလည်းဒီဟင်းပါပဲဒါဆိုရင်စားတော့ခမ်းမမှာပဲမွေးပြီးအကျူခမ်းမရောက်မှဘာဖြစ်လို့နံသွားတာလဲမိနစ်ပိုင်းအတွင်းမှာအဲ့ဒီဟင်းအနက်ကပြောင်းသွားလို့လားမဟုတ်ပါဘူးမိနစ်ပိုင်းအတွင်းမှာတော့ဟင်းအနက်ကပြောင်းသွားစရာအကြောင်းမရှိပါဘူးဒါဆိုဘာတွေကွာခြားသွားတာလဲနေရာဒေတာရက်တည်မှုခံစားမှုစတာတွေကွာခြားသွားတာပါပထမနေရာမှာစားတော့ခမ်းကပါဒုတိယနေရာကအကျိုးခမ်းမှာပါပထမရက်တည်မှုကဟင်းပကံဒုတိယရက်တည်မှုကအင်ဂျီလက်မောင်းပထမခံစားမှုကစားတော့လူစိတ်ပါဒုတိယခံစားမှုကနားနေအပန်းဖြေလူစိတ်ပါအဲ့ဒါပါပဲလူတယောက်အတုံးဝင်တန်ဖိုးရှိတယ်ဆိုတာနေရာဒေတာရက်တည်မှုခံစားမှုစတာတွေအပေါ်မှာအများကြီးမူတည်နေပါတယ်ဘယ်လောက်အတုံးဝင်တန်ဖိုးရှိတဲ့လူပဲဖြစ်ဖြစ်အံဝင်ခွင်ကြမဖြစ်ဘူးဒုနေရာဒုတော်နေရာတော့မဟုတ်ဘူးဆိုရင်နေရာပေးမခံရတဲ့အပြင်လူတွေရဲ့နှာခေါင်းရှုပ်တဲ့ဒဏ်ကိုတော့ခံရနိုင်ခြေရှိပါတယ်အထူးတတိပြုဖို့လိုအပ်ပါတယ်လူတိုင်းဟာနေရာတိုင်းမှာဆရာကြီးမဖြစ်နိုင်ပါဘူးရှော့မတွေ့ပါနဲ့မိတ်ဆွေ၄-၅ယောက်လောက်စုပြီးထမင်းဆိုင်တစ်ဆိုင်မှာထမင်းတွားစားကြတယ်ဆိုပါစို့ဆိုင်ကိုရောက်တာနဲ့မိမိစားချင်တဲ့ဟင်းအမျိုးအစားကိုမှာမယ်အဲ့ဒီနောက်ထမင်းစပွဲမှာထိုင်စားမယ်စပွဲအလယ်မှာအရဟင်း၄-၅ခွက်နဲ့ငပိရီတိုးစရာတွေရှိနေမယ်ခဏနေတော့မှာထားတဲ့ထမင်းဟင်းတွေစပွဲတိုးကလာချပေးမယ်အဲ့ဒီချိန်မှာအများစုကကိုမာထားတဲ့ဟင်းကိုယူပြီးစားလိုက်ကြတာပါပဲတချို့ကတော့အသက်ကုန်ဝါကြီးတဲ့သူတယောက်ရဲ့ပကံတွေကိုစားဦးစားဖြားထည့်ပေးပြီးမှစားတတ်ကြပါတယ်လူမှုဆက်ဆံရေးကောင်းမွန်သူတွေမှာတော့အဲ့ဒီထက်ပိုတဲ့အပြုမှုကောင်းတွေရှိနေတတ်ပါတယ်ကြီးသူအတွက်ပဲဖြစ်ဖြစ်ငယ်သူအတွက်ပဲဖြစ်ဖြစ်စားနေရင်းနဲ့ထမင်းလိုက်ပွဲလူအောင်မလားလမ်းကြည့်မိတယ်လိုအပ်မယ်ဆိုရင်မှာပေးမယ်ထည့်ပေးမယ်ယူနွေးချမ်းလူအောင်မလားရေတန့်လူအောင်မလားလိုအပ်ရင်မှာပေးမယ်အတူအမျိုးငပိရီပကံတွေနဲ့အလံဝေးနေမလားအလံဝေးနေမယ်ဆိုရင်အနည်းဆုံးဖြစ်အောင်တူပေးမယ်ရွှေ့ပေးမယ်တူပေးရွှေ့ပေးဖို့အခွင့်မတာခဲ့ရင်လိုအပ်တယ်လို့လမ်းထည့်ပေးမယ်အဲ့ဒီလိုအလိုက်တတိနဲ့လှုပ်ဆောင်ပေးတတ်လိရှိပါတယ်တချို့ကအဲ့ဒီလိုလှုပ်ဆောင်ပေးဖို့ဝန်လေးတတ်ကြပါတယ်ကြီးသူအတွက်လှုပ်ပေးရရင်ဖော်လံဖားရရောက်တယ်လို့ထင်တတ်ကြတယ်ငယ်သူအတွက်လှုပ်ပေးရရင်အောက်ကျနောက်ကျဖြစ်တယ်လို့ထင်တတ်ကြတယ်တကယ်တော့ဖော်လံဖားတာနဲ့လေးစားတာမတူပါဘူးအောက်ကျနောက်ကျဖြစ်တာနဲ့ကျင်နာမှုပေးတာမတူပါဘူးသူမယောင်နဲ့ဝယ်ပြားပါတယ်လူမှုဆက်ဆံရေးအပိုင်းမှာသေးငယ်တယ်ဆိုပြီး short တွဲလို့မရပါဘူးတချို့ကိစ္စတွေကသေးငယ်ကောင်းသေးငယ်ပါလိမ့်မယ်ဒါပေမဲ့တက်ရောက်မှုအားကြီးမားတတ်ပါတယ်အပြောအဆိုကလေးတစ်ချက်အပြုအမူလေးတစ်ကွက်နဲ့မှန်တဲ့မားတဲ့အပေါ်မူတည်ပြီးဘဝပြတ်သွားတယ်သွားတူတယ်လောကကြီးမှာဒူနဲ့ဒေးပါပဲအဲဒါကြောင့်ကိုယ့်အတွက်ပဲဖြစ်ဖြစ်အများအတွက်ပဲဖြစ်ဖြစ်တစုံတရာကြိုးရှိနိုင်မယ်ဆိုရင်တေးတေးမွားမွားကိစ္စကလေးတွေကအစဂယုတစိုက်လိုက်နာပြုမှုဆောင်ရွက်တင်ပါတယ်ငယ်သူတွေအပေါ်အလိုက်တိတက်ရင်ငယ်သူတွေရဲ့အားကိုးလေးစားမှုကိုရရှိနိုင်ပါတယ်ကြီးသူတွေအပေါ်
အလိုက်တည်သက်ရင်ကြီးသူတွေရဲ့ချစ်ခင်ကျင်နာမှုကိုရနိုင်ပါတယ်အလိုက်တည်သက်ခြင်းဟာလူတစ်ယောက်ရဲ့ဘဝတိုးတက်ပြောင်းလဲမှုအတွက်ကိစ္စတစ်ဝက်ပြီးတယ်လို့တော့ဆိုနိုင်ပါတယ်ဟန်ချက်ညီပါစေအဲ့ဒီလူကစကားပြောတိတ်ကောင်းတာနော်တတိထားပြီးဆက်ဆက်ဆိုတဲ့စကားမကြခဏကြားဘူးကြမယ်ထင်ပါတယ်အဲ့ဒီစကားထဲမှာအပြောကောင်းလုံးတဲ့သူဟာအပြောနဲ့အလုပ်မကိုက်ညီတတ်ဘူးပြောတလောက်အလုပ်မဖြစ်တတ်ဘူးဆိုတဲ့အထင်သေးနှိတ်ချတန်တွေပါနေတတ်ပါတယ်ဟုတ်တဲ့တလောက်လည်းဟုတ်ပါတယ်ငါပြောသလိုလုံးငါလုပ်သလိုမလုပ်နဲ့ဆိုတဲ့သူတွေကလောကကြီးထဲမှာဒူနေဒီရှိနေတတ်တာကိုအဲ့ဒါကြောင့်လေလူတွေကအပြောတက်တက်နဲ့မရဘူးအလုံးနဲ့တက်တည်ပြလို့ဆိုတတ်ကြတာဖြစ်ပါတယ်ဒါဆိုရင်လူတစ်ယောက်ရဲ့ဘဝခီးလန်းဖြောက်တန်းဖို့အတွက်အလုပ်တစ်ခုတည်းနဲ့တက်တည်ပြလို့ရနိုင်ပါမလားရကောင်းရနိုင်ပါတယ်ဒါပေမဲ့တစ်ခါတည်းမှာအပြောကောင်းသူနဲ့တက်တည်ပြနိုင်ဖို့လဲလိုအပ်ပါသေးတယ်အထူးတစ်ဖြစ်မိမိရဲ့လုပ်ရကောင်းတွေကိုအများမြင်တတ်အောင်နီးမှန်လက်မှန်ဖော်ထုတ်ပြသတော့မယ်ဆိုရင်ကောင်းမွန်လှပတဲ့စကားလုံးတွေနဲ့ပဲအရင်ဆုံးတန်စာဆင်ရတာဖြစ်ပါတယ်ပြန်ဆိုင်မှုတွေများလုံးတဲ့လုပ်ငန်းခွင်မျိုးတွေမှာဆိုရင်လည်းအလုပ်တစ်ခုတည်းကောင်းနေုံနဲ့မလုံလောက်ပါဘူးလူတွေနဲ့အဆင်ပြေအောင်ဆက်ဆက်နိုင်ဖို့လည်းလိုအပ်ပါတယ်ကြမ်းကြမ်းတမ်းတမ်းပြောလို့မရပါဘူးချွတ်ချွတ်တတရရင်ချစ်ချစ်ပြောဆိုတတ်ဖို့လည်းလိုအပ်ပါတယ်ဒါမှသာလူတွေရဲ့ချစ်ခင်မှုကိုရမှာဖြစ်ပါတယ်လူတွေကိုဆွဲဆောင်စည်းရုံးနိုင်မှာဖြစ်ပါတယ်ဘယ်တော့ပဲအလောက်ကောင်းကောင်းအပြောမကောင်းတဲ့သူကိုဘယ်သူကမှအယောတဝင်မဆက်ဆက်ချင်ကြပါဘူးတယောက်နဲ့တယောက်ပြဿနာဖြစ်ကြရပြီဆိုရင်လည်းအရင်ဆုံးခြေပပြောဆိုရင်ဆိုင်ရတာကနှုတ်နဲ့ပဲဖြစ်ပါတယ်အဲ့ဒီအခါမျိုးမှာအမားအမှန်အကောင်းအဆိုးအကျိုးအပြစ်တွေကိုချိန်ဆတုံးတက်နိုင်တဲ့စကားတွေပြဿနာတွေကနေရှောင်ခွာရုံထွက်နိုင်တဲ့စကားတွေပြောတတ်ဖို့အရေးကြီးပါတယ်သူတစ်ပါးကတွတ်တွတ်လက်လက်ဖြက်ဖြက်လက်လက်နဲ့ချက်ကြလက်ကြပြောဆိုနေချိန်မှာမိမိကခွေအားကြီးလဲနှင်းခံထားရတယ်လို့အင်းမလို့မလို့လုံနေလို့မရပါဘူးအဲ့ဒီလိုလုံနေမယ်ဆိုရင်အကောင်းကနေအဆိုးဖြစ်သွားပါလိမ့်မယ်အမှန်ကနေအမှားဖြစ်သွားပါလိမ့်မယ်အကျိုးကနေအပြစ်ဖြစ်သွားပါလိမ့်မယ်စေတနာကနေဝေဒနာဖြစ်သွားပါလိမ့်မယ်သူများပြုသမျှနှုတ်ရတဲ့ကျိုးဆွဲခံဘဝကိုရောက်သွားပါလိမ့်မယ်ငါဘက်ကကောင်းတာတွေလုပ်နေတာပဲသူဟာသူပြောချင်တာပြောပါစေဆိုပြီးခေါင်းငုတ်ခံလေလိုက်ရုံနဲ့အနိုင်ရတယ်ဆိုတာရုပ်ရှင်ဝတ္ထုတွေမှာပဲရှိနိုင်ပါလိမ့်မယ်အပြောကောင်းဖို့အတွက်ဆိုရင်တော့ဘဝမျိုးစုံကိုထဲထဲဝင်ဝင်ကျင်လည်ဖြတ်သန်းပါလောကဖြစ်စဉ်တွေကိုလေးလေးနက်နက်ရှုမြင်သုံးသပ်ပါစာပေါင်းစုံကိုတည်တည်ချာချာဖတ်ရှုလေ့လာပါလို့အကြံပြုချင်ပါတယ်အပြောကောင်းတဲ့အလုပ်ကောင်းဟန်ချက်ညီပေါင်းဆက်နိုင်မှဘဝခီးလန်းဖြောက်တန်းနိုင်မှာပါထပ်မဖြေလိုက်ပါနဲ့ယူတည်ရင်ကြီးတယ်ဆိုတာလူတစ်ယောက်ရဲ့ဂုဏ်အတွက်တစ်ခုဖြစ်ပါတယ်တချို့ကယူတည်ရင်ကြီးခြင်းနဲ့ကြောင်ရွတ်သွဆုပ်ခြင်းကိုအတူတူလို့ထင်သက်ကြပါတယ်တကယ်တော့ယူတည်ရင်ကြီးခြင်းဆိုတာကြောက်ရွံ့ခြင်းမဟုတ်ပါဘူးယူတည်ခြင်းရဲ့နောက်မှာအကြောက်တရားကကပ်ပါလာပြီဆိုတာနဲ့လွတ်လပ်မှုမရှိတော့ပါဘူးအနေကျုပ်ပြီးကုနေဟန်ထားတွေပြည့်နေတတ်ပါတယ်မိမိကိုမိမိယုံကြည်မှုပျောက်ဆုံးသွားတတ်ပါတယ်ကိုယ်ပိုင်တွေးခေါ်မျှော်မြင်နိုင်စွမ်းတွေမေးမိန်သွားတတ်ပါတယ်ထိုးထွင်းကြံစမှုတွေပျောက်ဆုံးသွားတတ်ပါတယ်လှုပ်တဲ့နာကိုလှုပ်ဖို့သွန်ဆုပ်သွားတတ်ပါတယ်ဘာကိုပဲလှုပ်လို့ဖြစ်ပါမလားမာများမာသွားမလားအပြစ်တင်ခံရပါမလားစသဖြင့်ခြေတုံချတုံနဲ့အချိန်ကုန်နေတတ်တယ်အဲ့ဒီလူမျိုးတွေဟာကြီးမားတဲ့ဥဆောင်မှုပြုဖို့လဲခက်ခဲတတ်ကြပါတယ်ယူတည်ရင်ကျေးမှုအစ်စ်ကိုနားလည်သူတွေကတော့လူတိုင်းပေါ်မှာလေးစားမှုရှိပါတယ်ကိုယုံကြည်မှုအပြည့်ရှိပါတယ်တွက်လက်ပါတယ်ဖြက်လက်ပါတယ်အကြံကောင်းအညံကောင်းတွေရှိနေတတ်ပါတယ်တိမ်မွေ့တဲ့ရဲရဲမှုတွေရှိပါတယ်ပြောတဲ့စကားလုပ်တဲ့အလုပ်ကိုပဲပြောပါလုပ်ပါတယ်မပြောတဲ့စကားမလုပ်တဲ့အလုပ်ကိုမပြောပါမလုပ်ပါဘူးလူဆိုးတရားရဲ့ထောက်ခံမှုတဲ့လူကောင်းတယောက်ရဲ့အားပေးမှုကိုပို့ပြီးအလေးထားပါတယ်
လူကြီးလူကောင်းမှန်သမျှဟာယူသေးရင်ကျေးဟန်ဆောင်ထားတဲ့အကြောက်တရားလွမ်းမိုးနေသူကိုအထင်လည်းမကြည့်ပါဘူးတန်ဖိုးလည်းမထားပါဘူးလက်သွဲခေါ်ယူဖို့အားကိုးယုံကြည်ဖို့လည်းစိတ်ကူးမရှိပါဘူးလူယူသေးရှင်ယူသေးဖြစ်ချင်တယ်ဆိုရင်တော့မိမိကိုယ်တိုင်ယူသေးရင်ကျေးသူဖြစ်အောင်ကြိုးစားပါလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါနဲ့နီးမှန်လမ်းမှန်ယူသေးရင်ကျေးတတ်အောင်ပြုမှုနေထိုင်ပါယူသေးရင်ကျေးမှုရဲ့နောက်ွယ်မှာအကြောက်တရားတွေကိုထပ်မဖြစ်လိုက်ပါနဲ့အတိတ်ပြင်ထားပါတချို့လူတွေရှိပါတယ်ပညာရည်ချင်းကလည်းပြည့်ပြည့်စုံစုံငွေကြေးဥစ္စာကလည်းကြွယ်ကြွယ်ဝဝဥပဒေရုပ်ကလည်းတန်တန်ခန့်ခန့်ဒါပေမဲ့တခြားသူတွေနဲ့စကားပြောနေချိန်မှာဒူးတနက်နက်လုံနေတတ်ကြပါတယ်အဲ့ဒီလူမျိုးတွေကိုလူမှုပတ်ဝန်းကျင်မှာမကြာခဏတွေ့ရတတ်လေရှိပါတယ်တကယ်တော့ဒူးနတ်တာဟာလူမှုရေးဖောက်ပြနေတာလည်းမဟုတ်ပါဘူးအချင်းစရိတ်ပြည့်ရွှင်းနေတာလည်းမဟုတ်ပါဘူးတေတီမွားမွားကိစ္စလေးကလေးသာဖြစ်ပါတယ်တေတီမွားမွားကိစ္စကလေးဆိုပေမဲ့လူကြီးလူကောင်းအပြုမှုအမှုအရာပြည့်ရွှင်းပါတယ်အိန္ဒြေမဲ့ရရောက်ပါတယ်စိတ်ပြန့်လွင့်ရရောက်ပါတယ်မိမိကိုယ်ကိုထိမ့်သိမ်းနှံစွမ်းမဲ့ရရောက်ပါတယ်လူပုံအလဲမှာပြုမှုမိမဲ့ဆိုရင်တော့ရည်ရွယ်သည်ဖြစ်စေမရည်ရွယ်သည်ဖြစ်စေတခြားသူတွေရဲ့ပေါ်မထီမြင့်မြင့်ပြုရရောက်ပါတယ်မြမအဘိဓမ္မာဆိုရင်နတ်ရဲ့အတိတ်ပဲကိုခွေးမီလူဒူးလောက်ခါဒီအိန္ဒြေမဲ့စွာပြုမှုဒီကမြင်းဒီလို့ဖော်ပြထားပါတယ်လူဆိုတာအစဉ်တစ်ဖြစ်ကြိုးစားနေရတာဖြစ်ပါတယ်အစဉ်တစ်ဖြစ်ကြိုးစားနေတဲ့အတွက်နယ်ပယ်တစ်ခုတည်းမှာပဲတစ်သက်လုံးရက်တည်နေရမှာမဟုတ်ပါဘူးဒီကနေ့နှိမ့်ချတဲ့ဘဝမှာရှိနေပေမဲ့နောက်တစ်နေ့မှာမြင့်မားတဲ့ဘဝကိုရောက်သွားနိုင်ပါတယ်နှိမ့်ချတဲ့ဘဝမှာဖြစ်တယ်လို့ပြုမှုနေထိုင်လို့ရပေမဲ့မြင့်မားတဲ့ဘဝရောက်လာပြီဆိုရင်တော့ဖြစ်တယ်လို့ပြုမှုနေထိုင်ဖို့မသင့်တော်တော့ပါဘူးမြင့်မားတဲ့ဘဝနဲ့လိုက်ဖက်ညီအောင်ပြုမှုနေထိုင်ဖို့လိုအပ်ပါတယ်အမြင့်ကိုရောက်သွားရင်အမြင့်ဆုံးကလူတွေနဲ့ပေါင်းတင်ရပါတော့မယ်အဲ့ဒီအခါမိမိရက်ွက်မိမိမြို့မိမိနိုင်ငံကလူတွေနဲ့တင်မကပဲတကဘာလုံးကလူတွေနဲ့လည်းပေါင်းတင်ဆက်ဆံရအောင်ပါအဲ့ဒီလိုပေါင်းတင်ဆန်းဆန်ရတဲ့အခါလူတွေကြားတဲ့ဒူးတနက်နက်လုံနေမယ်ဆိုရင်ဘယ်လောက်တောင်များအယုတ်ဆူအကြီးတန်လိုက်မလဲဘယ်လောက်တောင်များအများနှာခေါင်းရှုပ်เสียဖြစ်နေမလဲဒူးနတ်နဲ့ဆိုတာနမူနာတဘောပြောပြတာပါဒူးနတ်တာရမမဟုတ်ပါဘူးလူကြားသူကြားမှာနှာခေါင်းနိုင်တာအတန်ထွက်ပြီးတန်းဝေတာအိမ်ငိုက်တာအအုပ်အဆိုင်မရှိပဲချောင်းဆူတာကြဲကြဲလောင်လောင်စကားပြောတာခွက်ထိုးခွက်လန်ရဲမောတာစီကမ်းမဲ့အမိုက်စွန့်ပြစ်တာတတွေးထွေးတာစတဲ့လူအမြင်မတင်တဲ့အမှုအကျင့်တွေကိုပါတတိပြုရှောင်ရှားတင်ပါတယ်လူဟာအကျင့်ကောင်းတွေကိုဖြည်းဖြည်းချင်းလက်ချင်းမွေးယူလို့ရနိုင်ပေမဲ့အကျင့်ဆိုးတွေကိုကြတော့ဖျောက်ဖျက်နိုင်ဖို့အင်မတန်မှအခက်ခဲပါတယ်အလေအထများရင်အလေအထဖြစ်တတ်ပါတယ်အလေအထများရင်ဆွဲလန်းတတ်ပါတယ်အကျင့်ဆိုးတွေကိုဆွဲလန်းသွားရင်ပြင်ဆင်ရဆွန့်လွတ်ရခက်တတ်ပါတယ်အဲဒါကြောင့်အကျင့်ဆိုးတွေကိုတတ်နိုင်သမျှရှောင်ရှားပါအကျင့်ကောင်းတွေကိုတတ်နိုင်သမျှထိန်းသိမ်းပါဒါမှသာဘယ်ဘဝဘယ်အခြေအနေကိုပဲရောက်ရောက်ကောင်းမွန်တဲ့အကျင့်ကောင်းတွေကိုထုတ်သုံးဖို့အစဉ်သင့်ရှိနေမှာဖြစ်ပါတယ်စာတတိဟိုတယ်နဲ့စားတောက်ဆိုင်တချို့မှာအစားတောက်တစ်ခုခုတွားစားမယ်ဆိုရင်လိုက်နာအပ်တဲ့စပွဲဝိုင်းရင်ကျင်းမှုတွေရှိပါတယ်စားတောက်နေရင်တယောက်နဲ့တယောက်စကားပြောမယ်ဆိုရင်ဇွန်ခရင်တွေကိုကင်မထားသင့်ပါဘူးစားလို့မပြီးသေးဘူးဆက်စားမယ်ဆိုတဲ့တင်ငေတာဖြစ်ဓာတ်နဲ့စွန်းကိုပကံပေါ်မှာ V ပုံစံတင်ထားရပါတယ်စားလို့တောက်လို့ပြီးပြီဆိုတာပြချင်ရင်တော့ခရင်နဲ့ဓာတ်ကိုရှင်ပြီးပကံရဲ့အလဲဘက်ကိုတက်မှာတောင်းလိုက်တင်ထားရပါတယ်အစားတောက်တွေကောင်းမွန်ကြောင်းနှစ်သက်ကြောင်းချီးကျူးတယ်ဆိုရင်ဓာတ်နဲ့ဇွန်းကိုရှင်တွဲပြီးပကံပေါ်မှာအလျားလိုက်တင်ထားပေးရပါတယ်ဒါကစပွဲဝိုင်းရင်ချေမှုအချို့ကိုအမြည်တဘောမိတ်ဆက်ပေးတာပါအဲ့ဒီလိုရင်ချေမှုတွေကိုသိထားတာကတော့အကောင်းဆုံးပါပဲဒါပေမဲ့တာမန်လူတယောက်ဖို့အကောအစင်တိမထားရင်လည်းပြဿနာမဟုတ်ပါဘူးတခုတော့ရှိပါတယ်အစုအဖွဲ့နဲ့တွားရောက်စားတောက်တဲ့အခါမှာမဖြစ်မနေလိုက်နာတဲ့အခြေခံချက်လေးတွေကိုတော့သိထားဖို့လိုအပ်ပါတယ်စားတောက်ဆိုင်တစ်ခုမှာတွားစားကြပြီဆိုပါစို့မှာထားတဲ့ဟင်းတွေကိုစပွဲထိုး
မီနူလိုက်ပကံကြီးတစ်ခုစီလာချပေးမယ်ဟင်း၃မျိုးမှရင်ပကံကြီး၃ချက်နဲ့ပေါ့ဇွန်ခရင်သူတွေထည့်ထားပေးတဲ့အဲ့ဒီဟင်းပကံကြီးတွေကိုစပွဲအလယ်မှာချထားပေးမယ်တူးချင်းစားတောက်ဖို့အတွက်စားတောက်သူတွေအားလုံးရရှိမှာပကံလုံးတစ်လုံးစီနဲ့ကိုပိုင်စွန်းခရင်သူတွေကိုချထားပေးမယ်အဲ့ဒီလိုနဲ့စားတောက်ကြပြီဆိုပါစို့အလယ်မှာရှိတဲ့ဟင်းပကံကြီးတဲကနေမိမိလိုချင်တဲ့ဟင်းကိုနိုင်ပြီဆိုရင်ကိုပိုင်စွန်းခရင်သူတွေမတုံးသင့်ပါဘူးကိုပိုင်စွန်းခရင်သူတွေဆိုတာကမိမိတကူကြီးတုံဖို့တက်တာချထားပေးတာပါအဲ့ဒီအတွက်စားရင်တောက်ရင်နဲ့မိမိပါဇက်ထဲကိုအကြိမ်ကြိမ်အခါကထည့်ထားပြီးသားဖြစ်ပါတယ်အဲ့ဒီလိုကိုပိုင်စွန်းခရင်သူတွေနဲ့ဘုံဆိုင်ပကံထဲကိုနိုင်လိုက်မိတဲ့အခါယွန်ရှာတက်သူတွေအတွက်တော့ကျမ်းမာရေးအတိအမြင်ကျေပြန့်သူတွေအတွက်ပါစိတ်အနှောက်အယှက်ဖြစ်သွားနိုင်ပါတယ်တကယ်ကအလဲဟင်းပွဲတွေမှာထည့်ပေးထားတဲ့ဘုံအတုံးဇွန်ခရင်သူတွေနဲ့ပဲမိမိပကံထဲကိုယူထည့်ရမှာဖြစ်ပါတယ်နောက်ဘုံအတုံးဖြစ်တဲ့ဇွန်ခရင်သူနဲ့ဓာတ်ရိုက်ယူစားတာမျိုးမလုပ်သင့်ပါဘူးမိမိစားချင်တဲ့အရာကိုဘုံအတုံးဇွန်ခရင်သူနဲ့အလဲပကံထဲကနေမိပကံထဲကိုယူထည့်မိပကံထဲကိုရောက်မှမိဇွန်ခရင်သူတွေနဲ့ယူစားဒီလိုဖြစ်ရမှာပါအဆိုးဆုံးကတော့လက်နဲ့နိုင်တဲ့အချက်ပါကိုပိုင်အတွက်ကတော့ဘုံအတုံးအတွက်ပါဇွန်ခရင်သူတွေအသင့်ချထားပေးပါလက်နဲ့နိုင်စားတယ်ဆိုရင်တော့ဒါတိတ်ပြီးအယုတ်စုအကြီးတန်သွားပါပြီဒါကဇွန်ခရင်သူအတုံးပြုပုံနဲ့ပတ်သက်ပြီးတွေးမိသမျှအကြံပြုကြည့်တာဖြစ်ပါတယ်စားတောက်နေတဲ့အချိန်မှာဘယ်လိုနေထိုင်သင့်တယ်ဘယ်လိုပြုမှုတယ်စားတဲ့အချက်တွေကလည်းပြောမဆုံးပါဘူးတောတောင်ရှိနေအောင်ပါပဲတေချာတာကတော့နေရာတိုင်းမှာလိုက်နာအပ်တဲ့ယဉ်ကျေးမှုကျင့်ဝတ်တွေရှိပါတယ်ယဉ်ကျေးမှုကျင့်ဝတ်တွေကိုတိကျကျသိရှိလိုက်နာနိုင်လေလူမှုဆက်ဆံရေးအတွက်အထောက်အကူပြုနိုင်လေပါပဲအတိအကျမရှိမလိုက်နာနိုင်ခဲ့ရင်တော့မှဗရမ်းမတာနေထိုင်ပြောစုပြုမှုစားတောက်တာမျိုးမဖြစ်အောင်တော့အထူးတတိပြုသင့်ပါတယ်မရှုံးပါစေနဲ့လူငယ်တယောက်ဟာထုံထိုင်မိုင်းဝေဖြစ်မနေသင့်ပါဘူးအရာကိုမျက်လုံးဖွင့်နားဆွင့်ထားရပါမယ်ခေအရွေ့ကိုမျက်ခြေမပြတ်ရှိနေရပါမယ်အမြဲတစေတွဲလက်တက်ကြွနေရပါမယ်လူငယ်ဘဝမှာလိလာတင်ယူအတ္တတွေကိုစင်ဆက်မပြတ်လိလာတင်ယူနေရပါမယ်တွဲလက်တက်ကြွခြင်းဆိုတာကိုခွဲခြမ်းစိတ်ဖြာကြည့်အောင်ပါတွဲလက်တယ်ဆိုတာပေါ်ပါတာလင်မြန်တာတက်ကြွတယ်ဆိုတာကတော့စိတ်အားထက်သန်တာပါပွားစီပြောတာလက်ပြလမ်းလျှောက်တာဟိုကြည့်တာစတာတွေကတွက်လက်တဲကြွတာမဟုတ်ပါဘူးပြရာခတ်တာဖြစ်ပါတယ်တွက်လက်တာနဲ့ပြရာခတ်တာမတူပါဘူးတွက်လက်တာကိုအိန္ဒြေကုတ်ခဲ့ပါတယ်ပြရာခတ်တာကိုလော်လည်မှုနဲ့လွမ်းခြုံပါတယ်ပုံမှန်လမ်းလျှောက်နေချိန်မှာလူတွေဝိုင်းကြည့်နေလို့မပြေးရုံတည်းမဲ့ရှောက်မိရကခြေလမ်းပြတ်သွားပြီဆိုရင်အချိန်မရွေးလဲကျအဆက်ကွဲနိုင်ပါတယ်ပကံခွဲရောက်တွေကိုတိကျမကင်တွေပဲလွတ်အပ်တာထက်ပိုပြီးမြန်ဆန်တည်ယူမိတယ်ဆိုရင်အချိန်မရွေးလွတ်ကျကွဲကြေသွားနိုင်ပါတယ်အဲ့ဒါတွေကလွတ်အပ်တာထက်ပိုတဲ့အပြုမှုတွေပါပြရာခတ်မှုတွေပါပဲပြရာခတ်မိတယ်ဆိုရင်ကောင်းကျိုးတဲ့စူးကျိုးကပိုများတတ်ပါတယ်ရယူနိုင်ခြေတဲ့ပေးဆက်နိုင်ခြေကပိုများပါတယ်ဘဝတိုးတက်မှုအတွက်လှုပ်အားကိုပဲဖြစ်ဖြစ်အတွေ့အကြုံကိုပဲဖြစ်ဖြစ်အရင်နည်းပြုပါရင်းနှီးတလောက်မြက်ပါစေမမြက်ရင်တော့မှအရှုံးမပေါ်ပါစေနဲ့အရှုံးမပေါ်ခြင်းဘူးဆိုရင်တွက်လက်တက်ကြွပါပြရာမခတ်ပါနဲ့လမ်းတွေကလေးတွေလူတွေဟာဘဝအောင်မြင်ရေးအတွက်နီလန်းမျိုးစုသုံးပြီးကြိုးစားရုန်းကန်ကြရပါတယ်အဲဒီလိုကြိုးစားရုန်းကန်နေကြတဲ့အခါမှာမူလရည်မှန်းချက်တွေကိုတိုက်ရိုက်အထောက်အပံ့ပြုနိုင်တဲ့အသက်ပညာတွေကိုပဲအဓိကထားသင်ယူတတ်ကြပါတယ်ဥပမာအနေနဲ့ပြောရရင်ဆရာဝန်ဖြစ်ခြင်းသူကဆရာဝန်ဆိုင်ရာအသက်ပညာတွေကိုပဲ
တစိုက်မမတ်ကြိုးစားတင်ယူတာမျိုးပေါ့ဒါကမားသလားဆိုတော့မမားပါဘူးဒါပေမဲ့ဓာတ်ရိုက်အထောက်အပံ့ပြုနိုင်တဲ့အသက်ပညာတွေအပြင်အပူဆောင်ပညာရက်တွေကိုပါတက်မြောက်ကျွမ်းကျင်အောင်တင်ယူထားနိုင်မယ်ဆိုရင်ပိုကောင်းတယ်လို့မြင်မိပါတယ်အပူဆောင်ပညာရက်ဆိုတာဘွားရက်တည်မှုနဲ့တိုက်ရိုက်သက်ဆိုင်မှုမရှိတဲ့တခြားပညာရက်တစ်ခုခုကိုဆိုလိုတာဖြစ်ပါတယ်ဥပမာကျောင်းသားတစ်ယောက်ကကျောင်းစာတွေအပြင်အတီးအဆူအကစတဲ့အသက်ပညာတစ်ခုခုကိုကျောင်းပိတ်ရက်တွေမှာတွေ့ဖက်တင်ယူတာမျိုးပါအဲ့ဒီလိုပညာရက်မျိုးကတိတ်ကိုခက်ခဲနဲ့နေပါတယ်တင်တိုင်းလည်းမတက်ပါဘူးတက်သွားပြီဆိုရင်တော့မှဘွားရက်တည်ရေးကိုအပြည့်အဝအထောက်ပံ့ပြုနိုင်ဖို့ကမတေချာလာပါဘူးပါရမီဆိုတာလည်းရှိသေးတယ်မဟုတ်လားဒါပေမဲ့အမှန်တကယ်တက်မြောက်ထားပြီဆိုရင်တော့ဘွားလန်ခီတနေရာမှာတနည်းမဟုတ်တနည်းအကျိုးရှိအသုံးဝင်လာပါလိမ့်မယ်ဥပမာလုပ်ငန်းခွင်ဆိုင်ရာအပျော်ခီးတစ်ခုထွက်ပြီးဆိုပါစို့အဲ့ဒီခီးစဉ်မှာဂီတာတွေတီးကြမယ်တချင်းတွေဆိုကြမယ်ကခုန်ကြမယ်အဲ့ဒီအချိန်မှာဟိုခောက်ဒီခောက်ဟိုအော်ဒီအော်ဟိုခုန်ဒီခုန်လုပ်နေတဲ့သူတွေနဲ့ဆိုင်ရင်အမှန်တကယ်တီးသက်ဆူသက်ကားသက်သူတွေကအများရဲ့အာယုံစူးစိုက်မှုနဲ့အထင်ကြီးမှုကိုပို့ပြီးရနိုင်ပါလိမ့်မယ်အများထက်ပို့ပြီးထင်ထင်ပေါ်ပေါ်ဖြစ်ပါလိမ့်မယ်လူဟာတင်းတဲ့ထင်ပေါ်မှုရှိနေဖို့လည်းလိုအပ်ပါတယ်တမန်လူတွေထက်ထင်ပေါ်သူတွေကိုလူတွေကပို့ပြီးအာယုံစိုက်တတ်ပါတယ်ယူသားကြိုးစားခြင်းအတူတူတာမန်ယူသားကြိုးစားတို့ထက်ထင်ပေါ်တဲ့ယူသားကြိုးစားသူကိုပို့ပြီးအတိအမှတ်ပြုတတ်ကြပါတယ်ထင်ပေါ်မှုရဲ့နောက်မှာအနှစ်သာရဒီပါကပ်ပါလာပြီဆိုရင်တော့လူတွေကမဖြစ်မနေတန်ဖိုးထားကြရပါလိမ့်မယ်အဲ့ဒီအခါမှာတော့ထင်ပေါ်မှုဆိုတဲ့အရာဟာဘဝတိုးတက်ရေးအတွက်ကောင်းမွန်တဲ့အထောက်အပံ့တစ်ခုဖြစ်လာပါလိမ့်မယ်ဒါကတော့ဘယ်လိုမှငင်းလို့မရတဲ့အချက်ပါအဲဒါကြောင့်ယူသားပါကြိုးစားပါမျက်စိဖွင့်နားဆွင့်ထားပါလမ်းမကြီးပေါ်ကိုလည်းရှောက်ပါလမ်းသွယ်ကလေးတွေကိုလည်းဝင်ထွက်လေ့လာပါတန်လျက်တွေလူတစ်ယောက်ဟာထင်ပေါ်ဖို့လိုအပ်ပါသလားလိုအပ်ပါတယ်အဲ့ဒါကြောင့်လဲထင်ပေါ်မှုဟာလူဘဝတိုးတက်ရေးအတွက်အတိုင်းအတာတစ်ခုထိအထောက်ပံ့ပြုနိုင်တယ်အနှစ်သာရရှိတဲ့ထင်ပေါ်မှုကိုလူတွေကတန်ဖိုးထားကြတယ်လို့ဆိုခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဘာကိုပဲလုပ်ထင်ပေါ်မှုကိုချီရှေ့တန်းတင်လို့မရပါဘူးတချို့ကလက်တွေ့ကြကြလှုပ်ဆောင်မှုထက်ထင်ပေါ်မှုကိုပဲဦးစားပေးတတ်ကြပါတယ်ဥပမာတာမန်လူတစ်ယောက်ကတည်တည်တက်တက်ရှိနေဖို့လိုအပ်ပါတယ်ဒါပေမဲ့ရုပ်ရှင်မင်းသားတွေလိုအချိန်ကုန်ခံပြီးအလွန်အကျူအလပြင်နေဖို့မလိုအပ်ပါဘူးတင်တဲ့ဝတ်စားဆင်ရင်မှုရှိနေဖို့လိုအပ်ပါတယ်ဒါပေမဲ့ရွှေတွေစိန်တွေပတ်တများတွေကိုအလွန်အကျွံဟိုပြနေစရာမလိုပါဘူးလူတစ်ယောက်ဟာလူအပ်တာတဲ့ပို့ပြီးအလပြင်ဆင်ရင်နေမယ်ဆိုရင်အချိန်ပြုံးရာရောက်ပါတယ်ကြွားဝါရာရောက်ပါတယ်ကြွားဝါလုံးတူတွေဟာတန်ဖိုးထားခံရဖို့တဲ့ပြည့်ရပြုတ်ချင်းခံရဖို့ကရာခိုင်နှုန်းပိုများပါတယ်ခက်တော့ခက်ပါတယ်လူအများစုကလည်းအပေါ်ယံကိစ္စတွေကိုပဲပို့ပြီးစိတ်ဝင်စားတတ်ကြပါတယ်အပေါ်ယံကိစ္စကိုကြည့်ပြီးတော့ပဲအထင်သေးအထင်ကြီးသွားတတ်ကြပါတယ်အဲဒါကြောင့်လဲလူတွေအပေါ်ယံကိစ္စတွေကိုဦးစားပေးပြင်ဆင်တတ်ကြတာပါအဲ့ဒီအတွက်အပြစ်တင်လို့တော့မရပါဘူးတဘာဝကြားတယ်လို့ပြောနိုင်ပါတယ်ဒါပေမဲ့တကယ်မိုးထဲရေထဲရောက်လာပြီဆိုရင်တော့အပေါ်ယံစိတ်ဝင်စားသူတွေကိုယ်တိုင်ကလူတွေစီကနေအနှစ်သာရကိုပို့ပြီးမျောလင့်တတ်ကြပါတယ်အနှစ်သာရမရှိဘူးဆိုတာတေချာသွားပြီဆိုတာနဲ့ရည်ရှိမပေါင်းတင်ချင်ကြတော့ပါဘူးအစင်အမြဲလက်မတွဲချင်ကြတော့ပါဘူးအပေါ်ယံကိစ္စကထင်သာမြင်သာရှိပါတယ်ဆွဲဆောင်မှုအားကောင်းပါတယ်ဒါပေမဲ့အစွမ်းတတိနေပါပါတယ်အနှစ်သာရမြင်နိုင်စွမ်းခက်ပါတယ်ဆွဲဆောင်မှုအားပြော့ပါတယ်ဒါပေမဲ့မတ်ကြောက်တင်ခံနိုင်ပါတယ်အဲ့ဒါကြောင့်လူသားပီပီထင်ပေါ်မှုကိုမဲ့မောနေသလားရပါတယ်မဲ့မောပါဒါပေမဲ့လူအပ်တာတဲ့တော့မပူမိပါစေနဲ့အပေါ်ယံကိစ္စတွေကိုလူအပ်တာတဲ့ပို့ပြီးမဲ့မောမိပြီဆိုရင်ရုပ်ပြတက်တက်ဘဝကိုရောက်သွားတတ်ပါတယ်အနစ်မဲ့တူတယောက်ဖြစ်သွားတတ်ပါတယ်အနစ်မဲ့တဲ့ထင်ပေါ်မှုတွေဟာဘဝတိုးတက်လန်းတွေပိတ်ဆို့
ကောက်ကွေးသွားတဲ့အထိဒုက္ခပေးတတ်ပါတယ်တတိပြုပါတန်လျက်ဆိုတာရေမဟုတ်ပါဘူးတဲ့အစ်စ်တချို့ကတက်ကြွတယ်ကြိုးစားတယ်ခေအရွေးကိုအမိလိုက်တယ်ပညာရဲ့အတော်များများကိုအပြိုင်ဆိုင်တင်ယူတယ်အတော်များများကိုတင်ယူထားတော့အတော်များများကိုတိတလူလူရှိတယ်ဒါပေမဲ့ဘယ်ပညာရဲ့ကိုမှတိတိချာချာနန်းနန်းဆက်ဆက်မကျွမ်းကျင်မတက်မြောက်ဘူးတိတလူလူမတိတလူလူတက်တလူလူမတက်တလူလူနဲ့ဝေဝေဝါဝါဖြစ်နေတတ်တယ်ဥပမာလူတစ်ယောက်ကရုပ်ခဗေဒပညာရဲ့နဲ့ဘွေရခဲ့တယ်ဆိုပါစို့အဲ့ဒီလူကအပင်တွေအကြောင်းကိုသိပ္ပံနိကျလေ့လာနိုင်စွမ်းလည်းမရှိဘူးရုပ်ဆော့အစုံပန်းတပွေရဲ့အင်္ဂါစိတ်ပိုင်းတွေကိုတော့မမှန်ကန်ကန်ပြောပြနိုင်စွမ်းမရှိဘူးဒါဆိုရင်အဲ့ဒီလူကမိမိကိုယ်ကိုပတ်ဝန်းကျင်ကိုပါညာနေတာဖြစ်ပါတယ်တကယ်တော့ဘယ်ပညာရက်ကိုမဆိုတည်တည်ချာချာနတ်နတ်ဆက်ဆက်ကျွမ်းကျင်တက်မြောက်ထားပါမှလူရဝင်အကျိုးရှိတာဖြစ်ပါတယ်အဲ့ဒါကြောင့်လဲလူတွေဟာပညာရက်အတော်များများကိုသင်ယူနေကြတာဖြစ်ပါတယ်ဒါပေမဲ့မိမိသင်ယူခဲ့တဲ့ပညာရက်တွေကိုအမှန်တကယ်နှက်ဆက်ကျွမ်းကျင်တက်မြောက်ရလားဆိုပြီးမိမိကိုယ်ကိုပြန်လဲစမ်းစစ်တဲ့သူကတော့အတော်ကိုနည်းလိမ့်မယ်ထင်ပါတယ်ပညာရက်တစ်ခုကိုသင်လိုက်တယ်တမန်တဲ့အချိန်ကာလတစ်ခုမှာသင်ယူပြီးဆုံးသွားတယ်ဒီလိုနဲ့စင်မြစ်ပေါ်ကိုတက်ပြီးအတိအမှတ်ပြုကပ်ပြားတစ်ခုယူလိုက်တယ်ငါတိပြီးငါတက်ပြီလို့ထင်လိုက်တယ်အမှန်တကယ်မတိသေးမတက်သေးချောင်းကိုတိတိချာချာမတိရှာဘူးဒီလိုနဲ့အလုပ်တစ်ခုကိုခက်တီတီနဲ့ဝင်လောက်လိုက်တယ်လွယ်လွယ်ကူကူအလုပ်ခန့်တဲ့သူနဲ့တွေ့ရချိန်မှာတော့ပြဿနာမဟုတ်ဘူးပေါ့ဘယ်သူမှအကူအညီမရတော့လို့ကိုယ်ခြေတော့ပေါ်ကိုရက်တီပြီးကိုပညာရက်နဲ့ကိုအသက်မွေးရမယ့်အချိန်လဲရောက်ဘာလို့ဘာကရမှမသိဘူးဟိုဟာလှုပ်တတ်တယ်လို့ဒီဟာလှုပ်တတ်တယ်လို့နဲ့ဘာကူမှတိတိချာချာမလှုပ်တတ်တော့ဘူးဘာကူမှတိတိချာချာမလှုပ်တတ်တော့ဘယ်နေရာမှာမှတိတိချာချာအသုံးမဝင်တော့ဘူးဘယ်နေရာမှာမှတိတိကျကျအတုံးမဝင်တော့ဘယ်အလုပ်နဲ့မှခိုင်မှအသက်မွေးလို့မရတော့ဘူးဒီလိုနဲ့ပဲကူရမဲ့ဘဝကိုရောက်သွားတတ်ပါတယ်အဲဒီလိုဖြစ်တာပညာရက်တစ်ခုကိုအမှန်တကယ်နှက်ဆက်ကျွမ်းကျင်တက်မြောက်မှုမရှိလို့ပါမိမိရဲ့အားနည်းချက်ကိုမမှန်ကန်ကန်ရှုမြင်သုံးသပ်နိုင်စွမ်းမရှိလို့ပါလူတစ်ယောက်ကမိမိရဲ့အားနည်းချက်တွေကိုလည်းအမှန်အတိုင်းရှုမြင်သုံးသပ်နိုင်စွမ်းရှိဖို့လိုပါတယ်လိုအပ်တဲ့ပညာရက်ကိုလည်းစင်စစ်မပြတ်လေ့လာစီးပူးနေဖို့လိုပါတယ်ဒါမှသာလူရထွင်ဖောက်ခီးရောက်နိုင်မှာဖြစ်ပါတယ်တဲ့အစ်စ်ကိုပိုင်ဆိုင်ထားသည်များမြစ်ကိုအလျားလိုက်ကူဖို့ဘယ်တော့မှဝန်လေးမှာမဟုတ်ပါဘူးအလင်းရောင်ဒုက္ခနဲ့ရင်ဆိုင်ရတဲ့အခါတချို့ကခေါင်းမော့ရင်ကော့ပြီးခါးစီရင်ဆိုင်တတ်ပါတယ်တချို့ကတော့ညီးတွားတွန့်ဆုတ်ပြီးလက်မြောက်အရှုံးပေးတတ်ကြပါတယ်လမ်းပြင်းပြင်းရှောက်ကြည့်မယ်ဆိုရင်မောဟိုက်တာအကျော်အချင်းတွေနာတာခြေတလုံးတွေတောက်တာကြွက်သားတွေတင်းတာစတဲ့ဒုက္ခတွေကိုရင်ဆိုင်ရပါမယ်အဲ့ဒီဒုက္ခတွေကိုရင်မဆိုင်ချင်ရင်တော့လမ်းပြင်းပြင်းမလျှောက်ဘူးအိယာထဲမှာပဲခွေနေမယ်အဲ့ဒီတော့အစီတွေစုလာမယ်ဝိတ်တွေတက်လာမယ်သွေးတိုးစီးချိုတွေဖြစ်လာမယ်စူးကျိုးတွေများလာမယ်အဲ့ဒီလိုမဟုတ်ပဲလမ်းပြင်းပြင်းရှောက်ကြည့်မယ်ဆိုရင်အစီပိုတွေမစုဘူးဝိတ်မတက်ဘူးသွေးတိုးစီးချိုတွေမဖြစ်ဘူးကောင်းကျိုးတွေများလာမယ်ဘာကြောင့်ကောင်းကျိုးတွေများလာတာလဲဒုက္ခကိုမကြောက်ပဲရဲရဲဝံ့ဝံ့ရင်ဆိုင်လို့ပါတကယ်တော့လောကမှာဒုက္ခနဲ့မတွေ့ဘူးသူတယောက်မှမရှိပါဘူးရုပ်စောအဆုံးလူတိုင်းတရနေတဲ့သူဖြစ်နေရင်တောင်မှလူဖြစ်ရတဲ့ဒုက္ခအိုနာတေကိုတော့မဖြစ်မနေရင်ဆိုင်ရသူကြီးပါပဲအဲဒီတော့ဘယ်လောက်ပဲညီးသွားတွန့်ဆုတ်နေဒုက္ခဆိုတဲ့အရာကိုဘယ်လိုနည်းနဲ့မှရှောင်ပြေးလို့မလွတ်နိုင်ပါဘူး။တနေ့မဟုတ်တနေ့ရောက်ကိုရောက်လာမှာပါပဲ။ရှောင်ပြေးလို့မလွတ်မဲ့အတူတူဒုက္ခကိုကြည်ကြည်နက်နက်လက်ခံပါရဲရဲဝုတ်မျက်နှာမူပါမမှန်ကန်ကန်ရင်ဆိုင်ပါမညီးသွားပါနဲ့မတွန့်ဆုတ်ပါနဲ့နောက်ဆုတ်တဲ့အကျင့်ကိုမမွေးမြူပါနဲ့နောက်ဆုတ်တဲ့အကျင့်ကိုမွေးမြူမိလို့ဆွဲမိသွားပြီဆိုရင်ဘယ်လိုအခက်ခဲကိုမှရင်မဆန်နိုင်တော့တဲ့အထိကိုရီကိုသွေးတွေကျဆင်းသွားတတ်ပါတယ်ဒုက္ခဆိုတာလူတစ်ယောက်ရဲ့စွမ်းရည်တတိကိုတိုင်းတာတဲ့မကြောက်တစ်ခုပါဒုက္ခနဲ့ကြုံတွေ့ရဖန်များလာလေ
လူစွမ်းလူစမြင့်မားလာလေပါပဲလူစွမ်းလူစမြင့်မားလာလေတိုးတက်မှုနဲ့နေကပ်လာလေပါပဲအဲ့ဒါကြောင့်ဒုက္ခကိုအပြစ်မတင်ပါနဲ့ကျေးဇူးတင်ပါမီးဆိုတာပူလောင်ပါတယ်ဒါပေမဲ့အလင်းရောင်ကိုလည်းပေးစွမ်းနိုင်ပါတယ်မျိုးကောင်းအတီးကိုကြိုက်တာကိုလို့အဲ့ဒီစကားကအမတ်တမဲ့ဆိုရင်ဘယ်သူမှဂယုမဆိုင်ပဲခရင်ရင်ပြောလိုက်တယ်လို့ပါပဲဒီနေရာမှာတော့အဲ့ဒီတဘောနဲ့ပြောတာမဟုတ်ပါဘူးအများကိုဂယုဆိုင်တဲ့စိတ်နဲ့ပြောတဲ့စကားပါအများကိုဂယုဆိုင်လေကိုကြိုက်တာကိုလှုပ်တင်လေပါပဲဥပမာကို့အပေါ်ချူချူတတာပြောတာကြိုက်သလားကြိုက်တယ်ဒါဆိုရင်သူများပေါ်မှာချူချူတတာပြောမယ်ကို့အပေါ်လေးလေးစားစားဆက်ဆံတာကြိုက်သလားကြိုက်တယ်ဒါဆိုရင်သူများပေါ်မှာလေးလေးစားစားဆက်ဆံမယ်ကိုယ့်ရဲ့ကောင်းကြောင်းတွေကိုထုတ်ဖော်ပြောဆိုတာကြိုက်သလားကြိုက်တယ်ဒါဆိုရင်သူများရဲ့ကောင်းကြောင်းတွေကိုထုတ်ဖော်ပြောဆိုမယ်အဲ့ဒီလိုပေါ့မိမိပေါ်ကိုသူတစ်ပါးကဆက်ဆံစေခြင်းတဲ့ပုံစံတိုင်းသူတစ်ပါးပေါ်ကိုမိမိကဆက်ဆံတာမျိုးပေါ့တခုတော့ရှိပါတယ်ကိုကတော့ကြိုက်ပါရဲ့အဲ့ဒီအကြိုက်ကကိုယ့်အတွက်ကောအများတက်ပါစိုးကျိုးဖြစ်စေမယ်ဆိုရင်တော့အကောင့်တက်မဖို့မိအောင်ဂရုစိုက်ရမှာပေါ့လူဟာအများကြိုက်ဖို့အတွက်ရည်ရွယ်ပြီးအများကြိုက်အလုပ်တွေကိုတမင်တက်တက်လိုက်လုပ်ပြနေကြမလို့ပါဘူးအဲ့ဒီလိုလုပ်ပြပြီးမှရလာတဲ့အကြိုက်မျိုးဟာဘယ်တော့မှကြာရှည်မခံတတ်ပါဘူးမိမိကိုယ်တိုင်ကသာကောင်းတာတွေကိုပဲကြိုက်ပါကောင်းတာတွေကိုပဲလုပ်ပါရိုးရိုးကျင့်ပြီးမြင့်မြင့်ကျင့်ပါဒါဆိုရင်ကိုယ်အလုပ်ကိုလုပ်ကိုယ်လမ်းကိုရှောက်နေရင်းနဲ့ပဲအများရဲ့ချစ်ခင်လေးစားမှုတွေကိုအလျော်အလျောက်ရလာပါလိမ့်မယ်မျိုးကောင်းကိုသာစိုက်ပါအတီးကောင်းတွေဝေစားလာပါလိမ့်မယ်အမတ်သေးချီလူဟာမိတ်သက်ပါသလားမိတ်သက်ပါတယ်ဘယ်လိုလူမျိုးတွေကမိတ်သက်တယ်လဲအသက်ကြီးရင့်သူကျမ်းမာရေးအားနည်းချက်တစ်ခုခုရှိသူတွေအေးရေးပြက်လွန်းတဲ့သူတွေမနှက်စာမစားတဲ့သူစေးလိပ်တောက်တဲ့သူအချို့များများစားတဲ့လူစိတ်ဖိစီးမှုများတဲ့လူရေတောက်နေတဲ့လူအဲ့ဒီလူမျိုးတွေကမိတ်သက်တယ်လို့ဆိုကြပါတယ်စေးတောက်ဖို့မိတယ်မီးခလုတ်ပိတ်ဖို့မိတယ်ကာလော့ချဖို့မိတယ်ဒါတွေကတာမန်မေယူမိစဉ်ကိုရေးကူတာကိစ္စတွေပါလူတိုင်းလူဖြစ်တတ်ပါတယ်လုပ်ငန်းရှင်တွေနဲ့ချင်းစုထားတာကိုမိတယ်ပေးထားခဲ့တဲ့ဂတိတွေကိုမိတယ်ခြေထားခဲ့တဲ့ငွေတွေပြန်ဆက်ဖို့ကိုမိတယ်ဒါတွေကြတော့ကိုရေးကူတာကိစ္စထက်ကျယ်ပြန့်ပါတယ်တာမန်မေယူမိစဉ်ကိစ္စတွေလို့ပြောလို့မရတော့ပါဘူးမိလည်းမမိသင့်ပါဘူးမိတတ်တယ်ဆိုရင်တော့မှတတိယစေနိုင်တဲ့နီလန်တစ်မျိုးမျိုးနဲ့တည်တည်ချာချာမှတ်သားထားသင့်ပါတယ်တချို့ကအမှန်တကယ်ကိုမိတတ်ကြပါတယ်တချို့ကမမေ့ပဲနဲ့မိချင်ရောက်ဆောင်တတ်ကြတာအမှန်တကယ်ပဲမိချင်ရောက်ဆောင်လို့ပဲမမေ့တဲ့နာကိုမိတယ်ဆိုရင်တော့မိကိုမိတန်ဖိုးမထားရရောက်ပါတယ်သူတစ်ပါးအပေါ်မထီမျက်မြင်ပြုရရောက်ပါတယ်သူတစ်ပါးအပေါ်မထီမျက်မြင်ပြုတတ်သူဟာသူတစ်ပါးရဲ့ယူတည်လေးစားတန်ဖိုးထားမှုကိုဘယ်တော့မှမရနိုင်ပါဘူးလောကမှာမမေ့တဲ့လူနှမျိုးနှစားရှိပါတယ်မိအပေါ်မကောင်းခဲ့တဲ့သူနဲ့ကောင်းခဲ့တဲ့လူဖြစ်ပါတယ်အဲ့ဒီလိုလူမျိုးတွေကိုဘယ်တော့မှမေ့မပစ်ပါနဲ့တည်ချာမတားထားပါမကောင်းတဲ့သူကိုမတားထားတာကလက်စားချဖို့မဟုတ်ပါဘူးတတိပြုရှောင်ရှားနိုင်ဖို့ပါကောင်းတဲ့သူကိုမတားထားစေတာကအခွင့်အရေးယူဖို့မဟုတ်ပါဘူးတန်ဖိုးထားကျေးဇူးဆက်ဖို့ပါလူဆိုတာမေ့တဲ့နာကိုမေ့ရပါမယ်မမေ့တဲ့နာကိုမမေ့ရပါဘူးတိတ်ပြီးမေ့သက်လွန်နေမယ်ဆိုရင်အိမ်ဦးခန်းတဲ့ကိုအိမ်သာစိဖက်နဲ့တွေရောက်လာတတ်ပါတယ်ညောင်စိတ်ကလေးတွေလူတယောက်အပြင်ကိုစောစောတွားဖို့ရှိနေလို့မိသားစုတွေထက်စောပြီးတမင်စားမိတယ်ဆိုပါစို့နောက်လူတွေအတွက်ကြက်မကြမ်းစဉ်းစားမနေတွေခံတွင်းတွေ့ရင်တွေ့သလောက်အာရပါရစားပြစ်မယ်စားပြီးလို့ထသွားတဲ့အခါစပွဲပေါ်မှာတုံးပြီးသားတစ်ရှူတွေကြံနေမယ်အယိုးတွေတမင်ဟင်းအစအနတွေရှိနေမယ်ဟင်းကြံသေးတဲ့ပကံတွေထဲမှာတမင်လုံးစီတွေကျနေမယ်ဟင်းခတ်စွန်းတွေညစ်ပတ်နေမယ်စားပြီးသားပကံချုပ်ကိုမစီကြောပဲဒီအတိုင်းထားသွားမယ်တခြားလူတွေအတွက်အမြင်မတင့်စရာစိတ်ပြည့်စရာခြေနေမျိုးတွေကြံနေခဲ့မယ်အဲ့ဒီလူမျိုးကိုတည်တတ်ရှင်းမှုမရှိသူပြင်းပတာစားတောက်သူတ
တကူကောင်းဆန်သူစီကံမဲ့သူကိုချင်းစာစိတ်မရှိသူစသဖြင့်ကောက်ချက်ချနိုင်ပါတယ်တချို့ကတော့အဲ့ဒီလိုအလွယ်တကူကောက်ချက်မချသင့်ပါဘူးအလုတ်ကိစ္စတစ်ခုခုရှိနေလို့အချိန်မရတာကြောင့်ဖြစ်တယ်လို့ထားခဲ့တာမဖြစ်နိုင်ဘူးလားဆိုတာမျိုးမိကုံထုတ်ချင်ထုတ်နိုင်ပါတယ်ဟုတ်ပါတယ်အဲ့ဒီလိုပြုမှုသူတိုင်းကတော့စိတ်ဓာတ်နှိမ့်ချသူတွေချီမဖြစ်နိုင်ပါဘူးစိတ်ဓာတ်ကောင်းမွန်သူတွေလည်းရှိကောင်းရှိနိုင်ပါတယ်ဘာပဲဖြစ်ဖြစ်မိတ်ဆွေရင်းချတွေကသာဖြည့်သွင်းနားလည်ပေးနိုင်ကြမှာပါမိသားစုပြင်ပအဲ့ဒီလိုပြုမှုမိတယ်ဆိုရင်တော့ဖြည့်သွင်းနားလည်ပေးဖို့တဲ့အပြစ်တင်ဆွဆွဲဖို့ကရခိုင်နှုံးပိုများပါလိမ့်မယ်လူတစ်ယောက်ကစိတ်ဆက်တေချာမှုရှိဖို့လိုအပ်ပါတယ်ထိုင်ရာကနေထားတော့မယ်ဆိုရင်အရေးကြီးပစ္စည်းတစ်ခုခုကြံခဲ့မလားအများအမြင်မသိစရာအခြေအနေတစ်ခုခုကြံခဲ့မလားတစ်ချက်လောက်ပြန်လှည့်ကြည့်သင့်ပါတယ်အများအတွက်စိတ်ပြက်စိတ်ရှုပ်စရာမြင်ကွင်းနဲ့လောက်ရက်တွေမကြံခဲ့စီပါနဲ့တေးသေးချာချာပြင်ဆင်ရှင်းလင်းပြီးမှရှေ့ဆက်သွားသင့်ပါတယ်ဘာကိုပဲလုပ်အစလဲကောင်းပါအနောင်လဲတေချပါကိုယ်အတွက်လဲကြည့်ပါအများအတွက်လဲငှဲ့ပါပယံမတာနေတတ်သူတွေဟာလူကြီးလူကောင်းတွေရဲ့ခင်မင်အားကိုယုံကြည်မှုကိုရဖို့ခက်ခဲတတ်ပါတယ်ရည်ရွယ်ရာပန်းတိုင်စီကိုရောက်ဖို့နှောင့်နှေးတတ်ပါတယ်တင့်မှာအပြုတ်မှုဆိုးတွေရှိနေမယ်ဆိုရင်ညံနိုင်တမျှမြင်မြန်ကလေးသာဖယ်ရှားပစ်လိုက်ပါညောင်စီတေးသေးလေးကလေးစုပြီးရှော့မတွက်ပါနဲ့အဲ့ဒီညောင်စီကပေါက်လာတဲ့ညောင်ပင်ကြီးရဲ့အမြင့်တွေဟာအဆောက်အအုံနေရလှလှလေးတွေပဲထက်သွားတဲ့အထိဖြက်စီးနိုင်စွမ်းရှိကြောင်းကိုတတိပြုပါအဝိုင်းနဲ့လေးတော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာမထူးပေမဲ့စမ်းတဲ့လူတချို့ရှိပါတယ်တချို့ကခရမ်းချင်တီးကိုကြောက်တယ်တချို့ကမိုးကိုကြောက်တယ်တချို့ကကျုပ်ကိုကြောက်တယ်ဒါကတော့ထူးထူးခြားခြားကြောက်တဲ့တူမျိုးပါနောက်တစ်မျိုးကတော့ရောင်တက်တူတွေခါးကိုတုတ်လိုက်တာနဲ့ထားဆဲတာမျိုးရှေးလူပြောတဲ့အတိုင်းအကြိမ်ကြိမ်လိုက်ပြောတာမျိုးစတဲ့အပြုမှုတွေသူတို့မှရှိနေတတ်ပါတယ်တချို့ကအဲ့ဒီလိုလူမျိုးတွေအပေါ်ကိုတတ်နိုင်တဲ့မြစာနားလည်ပေးတတ်ကြတယ်တချို့ကတော့အကဲပူသူတွေစိတ်ပိုင်းဆိုင်ရာချွတ်ယွင်းနေသူတွေဖြစ်ပြစ်တင်စကားဆိုတတ်ကြပါတယ်တချို့ဆိုရင်မိမိရဲ့ပျော်ရွှင်မှုအတွက်ရောင်တက်သူတွေကိုအတုံးချတတ်ပါသေးတယ်အစစ်အတမ်းရှိတဲ့လူတိုင်းကလူကိုလူလို့မြင်ပါတယ်သူတစ်ပါးရဲ့ခံစားမှုဖြစ်တည်မှုရက်တည်မှုတွေကိုနားလည်လေးစားတန်ဖိုးထားပါတယ်မိမိစန္ဒမိမိရက်တည်ချက်နဲ့ကိုင်းညီတည်ဖြစ်စေမကိုင်းညီတည်ဖြစ်စေသူတစ်ပါးရဲ့ခံစားမှုဖြစ်တည်မှုရက်တည်မှုတွေကိုဘယ်တော့မှမပုတ်ခတ်မစော်ကားပါဘူးမရှုတ်ချမချိုးနိုင်ပါဘူးသူတစ်ပါးရဲ့အာနယ်ချက်ကိုချမနှင်းပါဘူးအတုံးမချပါဘူးလူတိုင်းမှာအကြောင်းတရားကိုယ်စီရှိပါတယ်တန်ဖိုးကိုယ်စီရှိပါတယ်ခံစားချက်ကိုယ်စီရှိပါတယ်သူတစ်ပါးရဲ့ခံစားချက်တွေကိုအလုံးစုံသိနိုင်မြင်နိုင်ခံစားနိုင်ဖို့ဆိုတာထင်တယ်လို့မလွယ်ကူလာပါဘူးသိနိုင်မြင်နိုင်ခံစားနိုင်တယ်ဆိုရင်တော့မှကိုယ့်အမြင်ကိုယ့်ခံစားချက်တွေနဲ့အပြည့်အဝထပ်တူညီနိုင်မှာမဟုတ်ပါဘူးအဝိုင်းမှာကောလေးတောက်မှာပါကိုယ်ပိုင်အလားတရားတွေရှိနေပြီးသားဖြစ်ပါတယ်ဘယ်ရာကိုမှပုံစံခွက်တစ်ခုတည်းအောက်ကိုအသင်အဓမ္မဆွဲမသွင်းမိပါစေနဲ့ကိုင်းဆွေးကိုင်းချောက်တတိပြုလူတွေအောင်မြင်ဖို့ကြိုးစားတယ်ကြိုးစားရင်နဲ့ရှင်ပြိုင်မှုတွေနဲ့ကြုံရတယ်အနိုင်ရဖို့ဆက်ကြိုးစားကြတယ်ကြိုးစားတဲ့လောက်အောင်မြင်တယ်နည်းနည်းပါးပါးအောင်မြင်တော့များအောင်မြင်အောင်များအောင်မြင်တော့ရှိပြီးသားတွေရုပ်လျော့မသွားအောင်စင်စစ်မပြတ်ကြိုးစားရပြန်တယ်အဲဒီလိုအကြောင်းပြချက်အဖုံဖုံအောင်မှာနီလန်မျိုးစုံနဲ့ကြိုးစားရင်းနဲ့အမှန်တကယ်တတိပြုရမယ့်အရာတွေကိုမေ့လျော့နေတတ်ကြတယ်အဲ့ဒါကတခြားမဟုတ်ပါဘူးကျမ်းမာရေးကိစ္စပါလူတိုင်းရတယ်တာတိုင်းပြည့်တယ်အောင်မြင်တယ်ငွေကိုရေလိုတုံးတယ်အကင်အကျော်အစီအစိတ်မျိုးစုံစားတယ်အရက်ဘီယာအဖျော်ရမကမျိုးစုံမြည်ဝဲတယ်အစီပိုတွေများလာတယ်မျက်နှာပြေးလာတယ်ဗိုက်ရွှဲလာတယ်ဝမန်းမတိဝလာတယ်အထိုင်အထအသွားအလာလေးလံခက်ခဲလာတယ်နောက်တော့သွေးတိုးစီးချိုနှလုံးစားတဲ့ယောဂါတွေဝင်လာတယ်အဲ့ဒါကလူအတော်များများဖြစ်တတ်ကြတာပါအောင်မြင်မှုရဲ့နောက်ကိုလိုက်ရင်အောင်မြင်မှုရဲ့အရသာကိုခံစားရင်တတိလက်လွတ်နေထိုင်စားတောက်မိရာက
ကျမ်းမာရေးဆိုင်ရာအားနည်းချက်တွေရှိလာကြတာပါတတိပြုမိချိန်မှာတော့အရာရာကနောက်ကျသွားတတ်ပါတယ်နောက်ဆက်တွဲယောဂတွေဝင်လာတတ်ပါတယ်လူဟာအောင်မြင်ဖို့အတွက်ကြိုးစားရပါမယ်အောင်မြင်မှုကိုလည်းမဲ့မောခံစားရပါမယ်ဒါပေမဲ့ဘယ်တော့ပဲအောင်မြင်ကျမ်းမာရေးမကောင်းဘူးဆိုရင်အဲ့ဒီအောင်မြင်မှုတွေဟာအယောင်မလက်နိုင်ပါဘူးရေရှည်မခံနိုင်ပါဘူးအဲ့ဒါကြောင့်အောင်မြင်ဖို့အတွက်လည်းကြိုးစားပါကျမ်းမာရေးအတွက်လည်းမဖြစ်မနေအချိန်ပေးပါအစားအစာကိုလိုတလောက်ပဲစားပါအလွန်အကျွံမစားပါနဲ့အစီအစိတ်အချူအငံတွေလျှော့စားပါအတီးအရွက်တွေများစားပါအရက်ဘီယာရှော့တောက်ပါတခြားလေ့ကျင့်ခန်းတွေမလုပ်နိုင်ရင်တောင်းမှတစ်နေ့တစ်နာရီလောက်လမ်းမြန်မြန်ရှောက်ပါပြေးလို့ရရင်ပြေးပါနေ့စဉ်မပြတ်လမ်းလျှောက်နေမယ်ဆိုရင်မလျှောက်ရမနေနိုင်ဖြစ်လာပါလိမ့်မယ်ဆွဲလန်းသွားပါလိမ့်မယ်အဲ့ဒီအခါအဆုတ်တွေနှလုံးတွေသွေးလေပတ်မှုတွေအားကောင်းလာပါလိမ့်မယ်အစီပူတွေနည်းလာပါလိမ့်မယ်အထိုင်အထအသွားလာပေါ်ပါတွက်လဲလာပါလိမ့်မယ်အဝလွန်ယောဂစီးချိုယောဂသွေးတူယောဂနှလုံးယောဂတွေကိုအတိုင်းတာတစ်ခုထိကာကွယ်တားမြစ်ပြီးသားဖြစ်သွားပါလိမ့်မယ်စိတ်ချမ်းသာကိုကျမ်းမာတဲ့အောင်မြင်ပြည့်စုံသူတယောက်ဖြစ်လာပါလိမ့်မယ်အမြင့်ကိုလည်းတက်ပါကိုင်းဆွေးကိုင်း6တွေကိုလည်းတက်မနှင်းမိအောင်လည်းတတိပြုပါဗီဒီယိုလေးကိုအဆုံးထိလိုက်ပါနားဆင်ပြီးတဲ့အရောက်စီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခွန်အားဖြင့်စာစုတွေကိုနားထောင်ပြီးတော့စိတ်ခွန်အားတစ်စုံတရာရရှိသွားလိမ့်မယ်လို့ညွှန်လင့်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like share and subscribe လုပ်တာပြီးဖို့လည်းဖိတ်ခေါ်ပါတယ်ဒုတိယပိုင်းကိုဆက်လက်ပြီးတော့ပေါ်ပြပေးသွားမှာဖြစ်တဲ့အတွက် like ပါနားဆင်ပေးဖို့ကြိုတင်ဖိတ်ခေါ်ပါရစေအားလုံးကျေးဇူးတင်ပါတယ်